ဒီနေ့တော့နေပြည်တော်ပုပ္ပသတိမြို့နယ်ကပဲမန်လေးမရှိခိုရာမုတ်ဒီမန်လေးမုတ်ဒီနဲ့တခြားမန်လေးလက်ရစစ်စစ်အစားအစာတွေပါရတဲ့ဆိုင်လေးကိုခေါ်သွားပေးပါအောင်မယ်ခင်ဗျာဆိုင်နံပါတ်လေးတော့မန်လက်ရပါဒီဆိုင်ကနေပြည်တော်ပုပ္ပသတိမြို့နယ်တန်လွင်လမ်းမကြီးပေါ်ဝိုင်းချင်းအကျော်လမ်းညာဘက်ရှမ်းကျောင်းသစ်ကျောင်းတိုင်းရှိတဲ့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အထက်ကိုလိုက်ခဲ့ပေးကြပါအောင်ခင်ဗျာဆိုင်ဖွင့်ချိန်လေးကတော့မနက်9:00နာရီကနေနေ့လယ်12:00နာရီထိတစ်ချိန်ညနေ3:00နာရီကနေည8:00နာရီထိတစ်ချိန်နှစ်ချိန်ခွဲဖွင့်ပေးထားပါတယ်အဲ့တော့မနက်စာပဲစားစားညနေအစာပြေပဲစားစားအစီပြေတဲ့ဆိုင်လေးဖြစ်တယ်ပေါ့နော်ဒီဆိုင်မှာကမင်းလက်ရအစားအစာအစုံရတဲ့ပြင်ဒိန်ဂျင်နဲ့အေးအေးမျိုးစုံလည်းရပါသေးတယ်ခင်ဗျာကဲဒါကတော့မန်းလက်ရရဲ့မန်းလေးလက်ရစစ်စစ်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကနေမန်းလေးမီးရှည်တန်လေးအရင်စားကြည့်လိုက်မယ်ဒီကမီးရှည်ဘက်တွေမုံဒီဘက်တွေကမန်းလေးကနေဓာတ်ရက်မှာတာပေါ့နော်ဒီကပဲငပိတွေရောဓာတ်ရက်မှာတာအဲ့တော့လုံးဝမန်းလေးလက်ရစစ်စစ်စားခြင်းနဲ့ဆိုလို့ရှင်နော်ဒီမန်းလက်ရမှာဝင်မြင်းကြည့်လိုက်ပါဗျာဒါလေးတော့မန်းလေးမီးရှည်ကိုကျွန်တော်ကအဝတ်သားနဲ့မှာထားတာပါဒါလေးတော့တပွဲကို9000ပါမီးရှည်ဘက်ရတာလေးရောပဲဖို့ရတာလေးရောတော်တော်လေးကောင်းဒီထဲမှာတူကြော်တွေကောပန်းကြော်တွေမန်းလေးမက်ပဲကြော်လည်းရတယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်အကွင်းကြော်လို့ခေါ်တာပေါ့ဒါလည်းခိုရာမုတ်တွေပါအဲ့တော့ခိုရာမုတ်တို့ငဖဲအစ်စ်နဲ့သုံးပေးတာဘယ်လိုမျိုးငချင်းချစ်တွေပါမဟုတ်ဘူးเนาะလုံးဝငဖဲအစ်စ်ငဖဲအစ်စ်ရဲ့ဒီမှာဘယာကြော်လေးတွေပေါ့နော်သူကဒီခိုရာမုံဒီဖက်လေးရယ်ပြီးတော့ဒီငဖဲအစစ်စစ်ရတာလေတော်လေးကောင်းတယ်ငဖဲလေးတွေမာပြီးတော့လေတော့ရတာရှိတယ်ပြီးတော့ဒီပဲမုံရတာလေမှုေးပြီးတော့စိုက်နေတာပဲပိတ်သွဲညိုနေလည်းကောင်းတယ်ကွာနောက်တဲ့ပိတ်သွဲညိုကြက်တယ်ဆိုလို့ရှိရင်လည်းတော့ဒီမှာပိတ်သွဲငဖဲလုံးဟင်းညိုလို့လည်းရတယ်ပေါ့နော်ဒါလေးဆိုလည်းတော့3000ပဲရှိတာငဖဲစစ်စစ်ကို3ထားရတော့ကျွန်တော်တော်တော်လေးတန်တယ်ဗျာဟိုကနဲ့80လေးပေါ့ဒါလေးတော့မန်းလေးမုံဒီကိုအမဲကြောလေးနဲ့ပါဟိုပဲမုံရတာလေတော်တော်လေးကောင်းလားမှုရပြီးတော့တော်တော်လေးစိတ်အမဲကြောလေးရတယ်ခါကောင်းလားဒီဇိုင်းမှာကအခု line ပေါ်မှာနာမည်အရန်ကြီးနေတဲ့ရွာငံ coffee လည်းရတယ်ပေါ့နော်လောကရွာငံ coffee စစ်စစ်တစ်ခွက်ကမှ3000ပဲရှိတယ်အဲ့တော့ဈေးတန်းလေးရတော့မစိုးဘူးဗျာတော်တော်လေးတန်တယ်ဟော coffee လေးကခါစိတ်ပြီးတော့လေလုံးဝ share ပဲဒါလေးကတော့နေပြီးတော့ရောက်မန်လေးသားရဲ့အလွမ်းပြေမန်လေးထမင်းတုပ်စစ်စစ်ပေါ့နော်ပဲဘုံနဲ့လုံးလေးမှုေးပြီးတော့စိတ်ပြီးတော့တော်ရုပ်မိုက်တာတို့ထမင်းတုပ်မျိုးရှာတာကြာလာဒီဇိုင်းမှာတွေ့တော့တယ်ဒီထမင်းတုပ်ကလည်းဘုက3000မှရှိရမှာနော်သူကကျုပ်ထက်တယ်မှာကျွန်တော်က4000မှရှိတာအဲ့တော့တခြားကျွန်တော်တို့ဒီအမေဂျာဖို့တွေပါနဲ့စားလို့ရပါတယ်မန်လေးထမင်းတုပ်လေးကိုမန်လေးပဲကြိုလေးစားလာပြီးတော့ဒီဇိုင်းမှာကကျွန်တော်အေးအေးမျိုးစုံလည်းရတယ်ပေါ့နော်ကျေးဇူးကြော်ရည်တွေအမိရှိတ်တွေပြီးတော့ဒေဂျင်လည်းရတယ်ဒေဂျင်တွေကတစ်ခွက်9000ပါတခြားအေးလည်းတက်တာတယ်သူမှာ3000 4000အဲ့လိုမျိုးလေးပဲရှိတာပေါ့နော်အစားပေါ့စာကြည့်ရင်ရှောင်းတော့ဒေဂျင်နဲ့ဆွဲတာအဲ့ဒါလေးတော့မန်းလေးခောက်ဆွဲတော့ပြီတော့ခောက်ဆွဲသားကောင်းလေးရယ်စီကျန်းနဲ့မူမူလေးရယ်ပဲမို့ရတာဆင့်ဆင့်လေးရယ်တော့လုံးဝပြောစရာမလိုဒါလည်းရှမ်းခောက်ဆွဲနေပါgreen tea မရှိလေတော့ကြပါခင်ဗျာအဲ့ဒါကျွန်တော်အကြိုက်တီးစုံကိုပြရမုတ်ကိုပြမဟုတ်ဘူးနော်ထိုးနေရမှာကြာစံပဲလေးလည်းပါသေးတယ်အဲ့ဒါလေးက blueberry ဆိုတာတွေပါဒါလေးကတော့စီချက်ခေါက်ဆွဲလေးပါဒီဆိုင်မှာကစီချက်ခေါက်ဆွဲလေးရတယ်ပေါ့နော်
ကောင်းတယ်ခေါ်သားလေးသူကြတာလည်းတော့မိုက်တယ်အနည်းနဲ့မှုရင်းနေပါမိုက်တယ် ကဲအဲ့တော့ဒီမန်လိုက်ရဆိုင်လေးမှာမန်လေးလက်ရစစ်စစ်လေးတွေကိုတွဲစားဖို့အကောင်းဆုံးတော့မန်လေးသူလေးနဲ့ပေါ့ဗျာအဲ့တော့မရှိဘူးဆိုလို့ရှိရင်တော့ကိုထိုင်တဲ့ကိုကံပေါ့အဆောင်တိရှိရှိဝေးရကြအောင်ကျေးဇူးတင်ပါတယ်နေပြီးတော့အတွင်းအင်းနဲ့ရောက်မှာတော့ဆောင်းလောပါကကျွန်တော် NPT Delivery တွင်ဆက်သွယ်လိုက်ပါခင်ဗျာ